အားလုံးမင်္ဂလာပါရှင်ကျမသုံးမှလေးရဲ့အမေဖြစ်ပါတယ်အခုမြင်ရတဲ့ဗီဒီယိုကတော့သုံးမှလေးတွေအိတ်နေတာပေါ့နော်ဒါသူ့ဦးနှစ်ယောက်ကညဆိုင်သူတို့ကညဘက်သူတို့အချိန်စရာပေါ့ကျမတို့ကမနေ့နိုင်ဆိုလို့ရှိရင်မနေ့2နိုင်ဆိုရင်ကျမနဲ့အမေနဲ့ထားပြီးတော့မှကလေးတွေကိုကြည့်ရတာပေါ့နော်ကိုကလွတ်အိတ်တယ်သူ့ဦးနှစ်ယောက်နဲ့သူ့ဖေကြတော့ဒီအချိန်သူကညဥပိုင်းနေမနေ့2နိုင်အထိကိုသူတို့ကကလေးကိုပြုစုရတာပေါ့နိုးတိုက်တယ်ဟိုကဒိုင်ဘာလဲပြီးတယ်ချီပါသေးပါလောက်ပြီးတယ်ပြီးလို့ရှိရင်လေထုတ်ပြီးတယ်အကုတ်သူတို့လောက်ပြီးတယ်အခုကသူ့ဦးငယ်ကကင်မရာထောင်တာသူတို့တွေဗီဒီယိုရိုက်ထားကြတယ်ကျွန်မနောက်မှပြန်တွေ့တာဒါမောင်မှန်တဲ့မောင်ကြီးအမသူကြည့်ရဝှစာဖြစ်မယ်သူဖြစ်မယ်သူအငယ်ကောင်ငယ်လေးကဝန်းသွားတော့အဲ့ဒါသူဟိုအထိုင်ပါလဲဖို့သူပြေးစနေတာပေါ့နော်အဲ့ဒါလူပြိုစစ်သူတိုင်းပါလဲဖို့ပြင်ဆင်နေတယ်ကျမတို့အောက်မှာရေဘူးရေနွေးတခါလေလောက်လာတဲ့ကလေးတွေကိုလှုပ်ပြီးဒီမုန်းတွေပါတယ်တန့်ရှင်လှုပ်ပြီးရေဘူးရေနွေးရပြီးဂွန်းလေးရအဲ့ဒါတခါလေဒိုင်ပိုင်းခရင်ရန်ထားတာပြီးတယ်သူအကုန်လုံးသူလှုပ်တတ်တယ်မှာသူပြင်သူကိုသူလှုပ်ပြီးသူပြင်ဆင်နေတာပေါ့နော်အဲ့ဒါလေသူရှာတယ်အငယ်ကောင်ကြတော့ဒီမှာကင်မရာထောင်ရတဲ့အငယ်ကောင်ဒီချိန်ကကျမနဲ့အမေနဲ့ကျမအမေနဲ့အိတ်နေတဲ့အချိန်မှာမနေ့နိုင်ဆိုလို့ရှိရင်ကျမတို့ကထားပြီးတော့မှသူတို့တွေကပြန်အိတ်တော့မနေ့9နိုင်ခါကျမနေ့10နိုင်အထိကျမတို့ဒီလိုပဲလှုပ်လဲချလဲနဲ့ကဟွာလောက်ရှိမယ်2လခွဲလောက်ရှိမယ်ကျမတို့တရက်ကိုမှဒီ9နိုင်6နိုင်ထက်မပိုပေါ့နော်ညအိတ်ရတဲ့အချိန်ကဒါတော့သူတို့တွေကဒီ10ရက်တာ2ပတ်တာဖြစ်မယ်ဒီဗီဒီယိုအခုပြန်တွေ့ရပါတော့စိုးရိမ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဒါနဲ့ကျမရဲ့မောင်လေး2ယောက်ကလူပြိုလေးပါရှင်အခုတော့သူတို့တွေက trade စင်နာပြီးသားဖြစ်ပြီပေါ့နော်မိမယူလို့ရှင်တော့ဒါ ready ပဲ